ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်ခရိုင်ဗိုလ်တထောင်မြို့နယ်တွင်လူငယ်နှင့်ပြည်သူ့နေတီတော်ရှိုးကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနကွန်မြူနတီစန္ဒခမတွင်ဖေဖော်ဝါရီလ2 ရက်နေ့နေ့လယ်12 နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်မင်္ဂလာပါဆရာမမင်္ဂလာပါရှင်ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့လူငယ်နဲ့ပြည်သူနေတီအကြောင်းလေးကိုတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဆရာမနာမည်လေးရေးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျွန်မနာမည်ကတော့စာရေးဆရာမတုခေမေဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်မကတော့မြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီးရာရှိဒေါက်ခင်ဝင်းကြည်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဆရာမပြည်သူနေတီရဲ့အတိတ်ပဲလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါပြည်သူနေတီဆိုတာကတော့အထူးသဖြင့်တော့အကျင့်စရိုက်လို့ကျွန်မအနေနဲ့ပြောချင်ပါတယ်ပြည်သူနေတီဆိုတာကပြည်သူတွေလိုက်နာရမယ့်ကျင့်ဝတ်စည်းကမ်းကိုပြည်သူနေတီလို့ခေါ်ကြတယ်ပေါ့နော်ပြည်သူနေတီမှာဆိုလို့ရှိရင်အထူးသဖြင့်ကျွန်မအနေနဲ့ကတော့ပြည်သူနေတီကိုအကျင့်စရိုက်လို့ခေါ်ချင်ပါတယ်အကျင့်စရိုက်မှာဆိုလို့ရှိရင်လူငယ်တယောက်ကကောင်းတဲ့အကျင့်စရိုက်နဲ့ဟဲ့လားမကောင်းတဲ့အကျင့်စရိုက်ဆိုပြီးတော့ခွဲခြားလေ့လာရပါတယ်ကောင်းတဲ့အကျင့်စရိုက်ဆိုတာကတော့ဟလာချိုတာသောစကားကိုပြောမယ်ရင်ကျေးတိမ်မွေးစွာနေထိုင်မယ်ဟလာနောက်တစ်ခါကြီးကဲတဲ့လူတွေကိုရိုသေတိုက်ထူရိုသေတယ်ဒီလိုမျိုးအကျင့်ကောင်းစရိုက်ကောင်းလေးတွေရှိတဲ့လူရဲ့နောက်မကောင်းတဲ့ပေါ့နော်ကိုနှုတ်အမူအရာကြမ်းတမ်းတဲ့လူတွေရိုင်းဆိုင်တဲ့လူတွေကိုမူအရာနှုတ်အမူအရာနဲ့ပေါ့နော်ရိုင်းတဲ့လူတွေဆိုပြီးတော့အဲ့လိုမျိုးအကျင့်စရိုက်မှာနှစ်မျိုးကွဲနေတာကိုတွေ့ရှိရပါတယ်ဆရာမရှင်ဟုတ်ကဲ့ပါရှင်နောက်ကြောက်ကြပါနော်လူငယ်တွေဒီပြည်သူနေတီကိုဘာကြောင့်လိုက်နာတင်လဲဆိုတာလေးလည်းပြောပြပေးပါဦးဟုတ်ကဲ့ပါလူငယ်တွေဘာကြောင့်ပြည်သူနေတီရဲ့လို့လူငယ်တွေမှမဟုတ်ပါဘူးရှင်လူတိုင်းကပြည်သူနေတီကိုလိုက်နာပါပဲဘာဖြစ်လို့လဲဆိုတော့ပြည်ဆိုတဲ့အဓိပ္ပာယ်ကတော့ကျမတို့အသက်သွေးချွေးဒီနဲ့ရင်းနှီးရယူခဲ့တဲ့တိုင်းပြည်ကိုကိုစားပြုပြီးတော့ပြည်ဆိုပြီးတော့ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်နောက်တစ်ခါသူဆိုတာကဒီတိုင်းပြည်ထဲမှာနေထိုင်ကြတဲ့ပြည်သူပြည်သားအလုံးကိုကိုစားပြုပါတယ်နိတိဆိုတာကတော့လူတွေရဲ့စီကံပေါ့နော်ဥမာကျောင်းမှာနေလို့ရှိရင်လည်းကျောင်းစီကံအိမ်မှာနေအိမ်စီကံရုံးမှာနေလည်းရုံးစီကံဒီဟာတွေကိုလိုက်နာကျင့်သုံးပြီးတော့နေထိုင်တဲ့လူเนาะဒီတိုင်းပြည်ထဲမှာဒီလိုစီကံကျင့်ဝတ်တွေကိုနေထိုင်တဲ့လူကိုပြည်သူနေတိလို့ကျမတို့အနေနဲ့ကတော့ခေါ်ပါတယ်နိတိဆိုရဲ့သဘောတရားကလည်းနောက်တစ်ခုကဘာဝနှင်းဆိုလဲဆိုတော့ကျမတို့နိုင်ငံရဲ့ပထဝီအနေထားသဘာဝပတ်ဝန်းကျင်နောက်တစ်ခါရေမြေတောတောင်နောက်ကျမတို့နိုင်ငံရဲ့ပိုင်နက်တယံဇာတာเนาะအဲ့တစ်တောပေါ့เนาะအထူးဖြင့်တစ်တောတို့ဟဲ့လားဒီရေမြေတောတောင်ဒါတွေအကုန်လုံးကကျမတို့ရဲ့ဒီပြည်သူနေတိဆိုတဲ့အတိုင်းအဝန်းထဲမှာအကုန်လုံးကတည်ရှိနေကြပါတယ်ဒီပြည်သူနေတိကနိုင်ငံတိုင်းမှာအရေးကြီးတယ်အထူးသဖြင့်ပေါ့နော်ကျမတို့မြန်မာနိုင်ငံမှာဒီပြည်သူနေတိဆိုတဲ့ကျင့်ဝတ်ကိုလိုက်နာကြတာမဟုတ်ပါဘူးရှင်နိုင်ငံကြီးတွေဖြစ်ကြတယ်ဗြိတိန်တို့အမေရိကန်တို့နော်ဝေးတို့ဆိုလို့ရှိရင်ဒီလိုပြည်သူနေတိကိုသူတို့အနေနဲ့ကဘာသာရပ်တစ်ခုအနေနဲ့နိုင်ငံတွေမှာပြဋ္ဌာန်းပြီးတော့သင်ကြားတာကိုလေ့လာသိရှိရပါတယ်ဒါကြောင့်တိုင်းသူပြည်သားတွေအားလုံးပေါ့နော်အထူးသဖြင့်ပေါ့အနာဂတ်ရဲ့လူငယ်လေးတွေကဒီပြည်သူနေတိဆိုတဲ့စီမင်းစည်းကမ်းလေးတွေကိုလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဘဝမှာသူတို့အတွက်အောင်မြင်တိုးတက်မှုတွေတွေ့ရမှာပါတိုင်းပြည်ဒီပြည်ရဲ့တိုးတက်ခြင်းဆုပ်ယုပ်ခြင်းဆိုဒီမှာလည်းလူငယ်တွေရဲ့အားအင်တွေပေါ်မှာပြီးကိုအားထားနေရခြင်းဖြစ်ပါတယ်ဒါကြောင့်လူငယ်တွေအနေနဲ့စူးစမ်းစေချင်ပါတယ်ဒါကြောင့်လူငယ်တွေအနေနဲ့ကိုယ့်ရဲ့တာဝန်ကိုတိုင်းပြည်ရဲ့တာဝန်ကိုလိုက်နာမယ်ဟလာထမ်းဆောင်မယ်ဆိုလို့ရှိရင်ပြည်သူနေတီကိုကျင့်သုံးပါလိုက်နာပါလေ့လာပါအထူးသဖြင့်ပေါ့နော်တာဝန်သိကျင်လို့ရှိရင်နိတိကိုသင်ပါဆိုပြီးတော့ကျမအနေနဲ့ပြောကြားလိုပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဆရာမနောက်ထပ်ပေါ့နော်ဒီအနေပတ်သက်ပြီးပြည်သူနေတိနဲ့ပတ်သက်ပြီးဖြစ်ဆက်ဆရာရှိရင်လည်းဖြစ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျမတို့မြန်မာလူမျိုးတွေရဲ့မင်္ဂလာတရားတော်ရာဆိုလို့ရှိရင်တားကောင်းတရားကြောက်ကောင်းတစ်စိတ်ဖြစ်ဖို့အတွက်လူငယ်တိုင်းကအမှုအကျင့်အလေးကိုကျင့်တရားဆိုတဲ့အင်္ဂါ၄ပါးနဲ့လည်းဇာတိတမန်တိုင်ကိုခိုင်ခန့်အောင်ထူထောင်ရပါမယ်အဲ့တော့ပြည်သူနေတိဆိုတဲ့အကျင့်စရိုက်တွေကိုလည်းကောင်းမွန်အောင်လိုက်နာကျင့်သုံးရမယ်ဇာတိတကောင်းရဲ့အခြေခံတွေကတော့ကျောင်းမမှန်တက်မယ်စာမမှန်တက်မယ်ဆရာဆရာမတွေရဲ့ညွှန်ပြတာကိုလိုက်နာမယ်စုံမတာကိုနားခံမယ်ဒီလိုဆိုလို့ရှိရင်တယောက်နဲ့တယောက်ဟဲ့လားအစဉ်ပြောင်းပေါင်းသင်းဆက်ဆံကြမယ်ဆိုလို့ရှိရင်ကောင်း
င်းချင်းဆိုချင်းအမှားအမှန်ကိုဝေဖိုင်ပိုင်းခြားတက်လာပါမယ်ဒီလိုပိုင်းခြားတက်လာလို့ရှိရင်ကျမတို့လူငယ်တွေရဲ့ဇာတိတကောင်းရှင်သန်လာမှာဖြစ်ပါတယ်ဒါကလည်းပြည်သူနီတိကိုလိုက်နာတာဖြစ်တဲ့အတွက်ကြောင့်လူငယ်တွေစာများများဖတ်ကြပါလို့ကျမအနေနဲ့ဒီနေရာနေတိုက်တွန်းလိုပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ခုလိုပေါ့နော်လူငယ်နဲ့ပြည်သူနီတိအကြောင်းလေးကိုလာရောက်ပြီးတော့ဆိုရပြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ် ဟုတ် ရှင် ကဲ့ပါရှင်ကျမလည်းအခုလိုဆွေးနွေးခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ် အဆိုပါသတင်းကိုပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပေးပို့ထားခြင်းဖြစ်ပါတယ်